လူကြီးမင်းတို့ကနိုင်ငံခြားသားအလုပ်သမားတွေရှိနေတာလိုချင်လားဒါမှမဟုတ်နိုင်ငံခြားသားတွေရဲ့လက်အောက်မှာပဲအလုပ်သမားဖြစ်နေကြတာလားဆိုတဲ့ဒုတိယပိုင်းပါမမေ့ပါနဲ့အိန္ဒိယတွေရုရှားတွေတရုတ်တွေဆိုတာလဲတန်တောင်းနိုင်ငံခြားသားတွေပါပဲတဲ့ထိုင်းလူမျိုးပုဂ္ဂိုလ်ချင်းပဒန်ဆုတ်ဆိုသူရဲ့ထပ်ပြမှုကိုပြန်တင်ပြမှာပါမြန်မာချုပ်ကထိုင်းအလုပ်တွေကိုလုပ်နေတယ်ဆိုတာရှိနိုင်တယ်ရာခိုင်နှုန်းက10%လောက်ပါပဲဒါဟာဥပဒေနဲ့တော့တိတ်မညီဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ခုကမ္လမ်မော်ဖတ်ဖစ်ခုခမရတို့ကမ္လမ်မော်ကြည့်နေမိပြီးဖတ်ဖစ်မြင်ကွင်းမှာသူ့မဟုတ်မကြည့်တဲ့ဘက်ချမ်းဒီလိုသူကထောက်ပြပါတယ်ခင်ဗျားတို့ကမြန်မာတွေကိုလိုက်ပြီးတားဆီးဆန့်ကျင်နေခြင်းဟာမယောင်ရာစီလူးဆိုတဲ့သဘောဖြစ်နေပြီလို့ဆိုလိုက်တာပါပဲအရေးမပါတဲ့ဘက်ချမ်းကိုမှားကြည့်နေတဲ့သဘောပါဥပမာနဲ့သူကထောက်ပြသွားပါတယ်ထိုင်းလိုခုကမ္လန်နန်နတ်လီယန်ခုကမ္လန်နန်နတ်လီယန်ခုခင်ဗျားတို့ကကမ္လန်နန်နတ်လီယန်ဆိုတာကအကျွေတွေကိုထိုင်ကြီးတွက်နေကြတာတဲ့ကမ္လန်ကလုံနေစေကာလသဘောကိုပြောတာပါကမ္လန်ကင်ဆိုရင်စားနေတော့ကမ္လန်နှမ်းနတ်လီယန်ဆိုတာကနှမ်းဆိုတာကထိုင်တာနတ်လီယန်ဆိုတာကအကျွေစေ့ကိုရည်တွက်နေတာကိုပြောတာပါမင်းတို့ကမြန်မာတွေကိုမဲနေခြင်းဟာတဲ့အကျွေစေ့တွေကိုထိုင်ရည်တွက်နေတာနဲ့တူတူပဲတဲ့လက်ထက်မှာငွေရှိတဲ့အခါအချက်ကြီးတွေကိုပဲအရင်ဆုံးရည်တွက်တင်ကြောင်းသူကထောက်ပြပါတယ်သူစကားတိုင်းပြန်သွားပါမယ်ခုไม่ได้สนใจแบนพันคุณခင်ဗျားတို့ไม่ได้สนใจစိတ်မဝင်စားနေကြဘူးแบนพันထောင်တန်တွေကိုကြတော့ခင်ဗျားတို့စိတ်မဝင်စားနေကြဘူးတဲ့ไม่ได้ไปမသွားရပါဘူးไม่ได้กินမစားရပါဘူးไม่ได้สนใจစိတ်မဝင်စားရဘူးဒီလိုပြောနေတာပါအကျွေစေ့တွေကိုပဲမဲပြီးထိုင်ရည်နေတာနဲ့ပဲထောင်တန်တွေကိုစိတ်မဝင်စားမိတော့ဘူးမဟုတ်လားတဲ့ဖော့လိုက်ဘာကြောက်လဲဆိုရင်တော့ထောင်တန်တွေကိုသာစိတ်ဝင်စားတဲ့အကြောင်းသူထောက်ပြပုံကငါတို့တိုင်းပြည်ကိုလက်ပတ်မောင်းနေတာကအဲ့ဒီစီးပွားရေးလုပ်ငန်းစုကြီးတွေကြောက်မှုပါတဲ့စေတကိတ်ခုံပန်းလောင်စေတကိတ်ခုံပန်းလောင်စေတကိတ်ဆိုတာစီးပွားရေးပါခုံပန်းလောင်နိဆိုတာကငါတို့တိုင်းပြည်ကြီးရဲ့စေတကိတ်စီးပွားရေးငါတို့တိုင်းပြည်ရဲ့စီးပွားရေးကြီးที่มันขัดขึ้นได้นี้ဒီလိုလေပတ်နေနိုင်တာတဲ့မက်ခိုလို့ခေါ်တဲ့စီးပွားရေးစုကြီးတစ်ကြောက်ပါတဲ့ถ้าพูดตรงๆว่าคือต้องสนใจเรื่องเงินจำนวนมากပွင့်လင်းပြောရရင်เนี่ยคือဆိုတာကတော့မြန်မာစကားမှာတခုခုကိုဆက်ပြောဖို့ပြိုးလိုက်တဲ့စကားလုံးလေးပါคือဒါစဉ်းစားတဲ့သဘောလေးဖြစ်တယ်ต้องสนใจစိတ်ဝင်စားရမယ်เรื่องเงินငွေကြေးကိစ္စจำนวนมากก่อนအရေးအတွက်အများကြီးတွေကိုအရင်စိတ်ဝင်စားတင်တာပါတဲ့คุณไม่ได้สนใจค่อยมาสนใจเม็ดเงินจำนวนน้อยနောက်မှသာတဖြည်းဖြည်းနဲ့ငွေပမာဏနည်းတဲ့အပိုင်းကိုစဉ်းစားတင်တာမဟုတ်ဘူးလားတဲ့တရုတ်အပါဝင်ရုရှားတွေအိန္ဒိယတွေတခြားနိုင်ငံသားတွေလက်ဝကြီးအုပ်ထားတဲ့အပိုင်းကိုသွားမကြည့်ပဲမြန်မာနိုင်ငံသားတွေဆိုင်လေးဖွင့်တာကိုသွားမဲနေခြင်းကမကြည့်သင့်စိတ်မဝင်စားသင့်တဲ့ဘက်မှားလို့သူကပြောနေတာဖြစ်ပါတယ်คุณอยากมีลูกน้องเป็นต่างด้าวနိုင်ငံခြားသားတပည့်လေးတွေရှိချင်သလားคุณอยากเป็นลูกน้องต่างด้าวတခြားနိုင်ငံသားတွေရဲ့တပည့်ဖြစ်ချင်နေတာလားတဲ့ပထမစာကြောင်းနိုင်ငံခြားသားတွေဆိုတာကမြန်မာလာအိုကမ္ဘောဒီးယားဗီယက်နမ်ကိုခေါ်တာပါဒုတိယစာကြောင်းကတန်တောင်းတပည့်ပဲဖြစ်ချင်နေလားဆိုတာကတော့တရုတ်စရှိတဲ့အခြားနိုင်ငံခြားသားကြီးတွေရဲ့လက်အောက်မှာဝန်ထမ်းတွေဖြစ်ချင်တာလားလို့သူကပြောတာပါคุณกำลังไปสังเกตမင်းတို့ကသွားပြီးတော့သတိထားနေကြတာတဲ့လင်းလိုက်ငံအလုတ်သမားရေးပဋိဖင်ပန်းအိန္ဒိချင်းကမြန်မာလာအိုဗီယက်နမ်ကမ္ဘောဒီးယားတွေကိုသွားပြီးတော့အရေးဆိုင်နေတယ်တဲ့แต่คุณลืมไปหรือเปล่าแต่ဒါပေမဲ့คุณခမရတို့ลืมไปမေ့သွားလားหรือเปล่าမေ့သွားကြပြီလားတဲ့ลืมไปဆိုတာကမေ့သွားတာပါหรือเปล่าဆိုတာကစကားပြောစတိုင်မေးခွန်းအထာသုံးတဲ့စကားပါเอาหรือเปล่าဆိုလို့ရှိရင်ယူဖို့လားဒီလိုပါคุณกำลังลืมไปหรือเปล่าမင်းတို့မေ့နေကြပြီလားตันดาวมันไม่ได้มีแค่ซีซันชาตินี้ตันดาวไม่ได้มีแค่มีซีซันชาตินี้ตันดาวဆိုတာဒီ၄နိုင်ငံသားပဲရှိတာမဟုတ်ဘူးတဲ့ซีซันชาติဆိုတာက၄နိုင်ငံပါအိန္ဒိယတွေအစ္စရေးတွေလတ်စီယာရုရှားတွေယူရိုဥရောပနိုင်ငံသားတွေထိနတ်ဆိုအဆိုးဆုံးကတဲ့ကျင်းတရုတ်တွေလည်းတန်တောင်းတွေပါပဲလို့ဖြစ်ကျင်ပရစောကထောက်ပြသွားတာကိုပြန်မျှဝေတာပါခင်ဗျာနောက်တစ်ပိုင်းပေါ့